ချေတုန်းကတစ်ပင်ကြီးတဲ့အုပ်ဆိုင်နေတဲ့တောနက်ကြီးတစ်ခုရဲ့အစွန်မှာမိခင်စိတ်မကြီးတစ်ကောင်နဲ့သူ့ရဲ့ချစ်စရာကောင်းတဲ့စိတ်ကလေး9ကောင်နေထိုင်ကြတဲ့ဒီနေ့မှာတော့မိခင်စိတ်မကြီးဟာအစာရှာဖို့တိုးတဲ့ကိုမသွားခင်သားသမီးတွေကိုအိမ်ရှိမှလူစုပြီးလေးလေးနက်နက်မှားချလိုက်တယ်။ဒါတော့ရေအမေတော်ရဲသွားတော့တကားကိုဘသူ့ကိုမှမဖွင့်ပေးနဲ့နော်။အထူးသဖြင့်ဝင်းပလွေစိုးကြီးကိုတတိထားကြ။သူကအရန်ကောက်ချစ်စင်းလဲပြီးလှည့်ပြားတတ်တယ်။သူ့ကိုသိနိုင်တဲ့အချက်ကတော့သူ့ရဲ့အတန်ကအရန်အော်ပြီးကြမ်းတမ်းနေပြီးတော့သူ့မှာမဲနှံ့နေတဲ့ခြေထောက်ကြီးတွေရှိတယ်ကွယ်မိခင်ကြီးထွက်သွားပြီးတိတ်မကြခင်မှာပဲအိမ်တကားကိုတောက်လို့ခောက်တန်ကြားလိုက်ရတယ်ကလေးတို့တကားဖွင့်ပါအောင်အမေပြန်လာပြီမင်းတို့အတွက်စားစရာတွေအများကြီးပါလာတယ်ဒါပေမဲ့အတန်ကအရန်အော်ပြီး၆ကပ်နေတာကြောင့်စိတ်ကလေးတွေကအရှိန်မိသွားတယ်မပွင့်ပေးဘူးမင်းကငါတို့အမေမဟုတ်ဘူးငါတို့အမေကအတန်ချိုတာတဲ့မင်းကအတန်အောနေတဲ့ဝေးပလီစိုးကြီးပဲလို့ဝိုင်းအော်လိုက်ကြတယ်ဝေးပလီကြီးဟာချက်ချင်းပဲဆိုင်တဆိုင်ကိုပြေးပြီးအတန်ချိုအောင်မြေပြူခဲတွေကိုမျိုးချလိုက်တယ်ပြီးတော့အိမ်ကိုပြန်လာပြီးအတန်အေးလေးနဲ့ထလိန်ပြန်ရောကလေးတို့ရေအမေတကယ်ပြန်လာပြီတကားလေးဖွင့်ပေးပါအောင်အတန်ကချိုတာသွားပြီမဲ့အကြီးဆုံးစိတ်ကလေးကပြတင်းပေါက်အောက်ကနေလှမ်းကြည့်လိုက်တဲ့အခါဝေပလီရဲ့ခြေထောက်မဲမဲကြီးကိုမြင်သွားပြန်တယ်မင်းကဝေပလီပဲငါတို့အမေမှာခြေထောက်ဖြူဖြူလေးတွေရှိတယ်မင်းခြေထောက်တွေကမဲနေတာပဲဝေပလီကြီးဟာဒေါသထွန်းနဲ့မုံတိုက်ကိုပြေးပြီးသူ့ခြေထောက်တွေကိုမုံညက်ဖြူဖြူတွေနဲ့အုပ်လိုက်တယ်အခုတော့သူဟာအတန်လဲချိုခြေထောက်လဲဖြူသွားပြီမို့အိမ်ကိုတတိယအချိန်ပြန်လာခဲ့ပါတော့တယ်ဝေပလီကြီးအတန်ချိုနဲ့ခေါ်လိုက်တဲ့အခါစိတ်ကလေးတွေဟာတကားအောက်ကခြေထောက်ဖြူဖြူကိုကြည့်ပြီးအမေအစ်စ်ထင်သွားကြတယ်တကားကိုဂျင်းကနေဖွင့်ပေးလိုက်တဲ့အခါဝေါဗိုက်စာနေတဲ့ဝင်းပလီကြီးဟာအိမ်ထဲကိုဒုံကနေခုံဝင်လာတယ်စိတ်ကလေးတွေဟာထိတ်လန့်တကြားနဲ့အိယာအောက်ကလေးထိုင်အောက်မီးပိုတဲ့ဘီယိုတဲ့စသဖြင့်နေရာအနှံ့ပုံကြပေမဲ့ဝင်းပလီကြီးကတကောင်ပြီးတကောင်ရှာဖွေပြီးဝါမျိုးလိုက်ပါတော့တယ်ဒါပေမဲ့အငယ်ဆုံးစိတ်ကလေးကတော့နိုင်စင်ကြီးထဲမှာပုံနေတာမို့ဝင်းပလီကြီးမတွေ့လိုက်ဘူးဝင်းပလီကြီးဟာဘိုက်ကားသွားတာနဲ့အိမ်အပြင်ကတစ်ပင်အောင်မှာအိပ်ပျော်သွားတော့တယ်မိခင်စိတ်မကြီးပြန်လာတဲ့အခါပြက်စီးနေတဲ့အိမ်ကိုကြည့်ပြီးငိုကြွေးတော့တာပေါ့အဲ့ဒီအချိန်မှာနိုင်စင်ထဲကအငယ်ဆုံးလေးထွက်လာပြီးအကြောင်းစုံပြောပြတဲ့စိတ်မကြီးဟာကက်ကြီးအနှစ်ချီကိုယူပြီးအိပ်ပျော်နေတဲ့ဝင်းပလီကြီးစီသွားတယ်ဝင်းပလီရဲ့ပိုက်ထဲမှာတခုခုလှုပ်ရှားနေတာမြင်လိုက်ရတာကြောင့်ဘိုက်ကိုကက်ကြီးနဲ့အသာလေးညှက်လိုက်တဲ့အခါစိတ်ကလေး6ကောင်စလုံးအရှင်လက်ထွက်လာကြပါတော့တယ်။ညံကြောက်ခဲတွေတဲခဲ့ကြစိတ်မကြီးဟာဝင်းပလီပိုက်ထဲကိုကြောက်ခဲအလေးကြီးတွေထွက်ပြီးအနဲ့ပြန်ချုပ်လိုက်တယ်။ဝင်းပလီကြီးနိုးလာတဲ့အခါဘိုက်ထဲကအရန်လေးနေပြီးရေစာတာနဲ့ရေတွင်းစီကိုသွားတယ်။သူဟာရေတွင်းထဲကိုငုံကြည့်ပြီးရေတောက်ဖို့ပြင်လိုက်တဲ့အခါမှာတော့ပိုက်ထဲကကြောက်ခဲအလေးချိန်ကြောင့်ဟန်ချက်ပြက်ပြီးရေတွင်းထဲကိုပြုံးကနေပြုတ်ကျသွားပါတော့တယ်စိတ်ကလေး9ကောင်နဲ့မိခင်ကြီးဟာလက်ချင်တွဲပြီးဝေပလီစိုးကြီးမရှိတော့ဘူးဟဲ့လို့အော်ဟစ်ခါပျော်ရွှင်စွာကခုန်ကြပါတော့တယ်ကွယ်ပုံမြင်လေးကပေးခြင်းတဲ့သင်ခန်းစာကတော့မိဘအများကြီးစကားကိုနားထောင်ခြင်းဖြင့်ဘေးအန္တရာယ်မှကင်းဝေးနိုင်ပါသည်တစိမ့်များကိုအလွယ်တကူမယုံကြည်သင့်တယ်လို့မကောင်းမှုလုပ်သူတွေလည်းဒီနေ့တွင်ထိုက်တန်သောပြစ်ဒဏ်ကိုပြန်လည်ခံစားရမည်ဖြစ်ပါသည်နောက်ထပ်ပုံမြင်ကောင်းလေးတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်ကျေးဇူးတင်ပါတယ်ရှင်